ကျမချစ်ရတဲ့မိဘပြည်သူတွေကကျမကိုပေါ့နော်အခု online sale လေးသမီးဆိုတဲ့ဖန်ဆီးခံရတာတကယ်လားဆိုလာမေးပါတယ်အဲ့တော့ကျမသိရတဲ့သတင်းလေးကိုပြောပြပါမယ်ရှင်သမီးဆိုးကိုဖန်ဆီးသွားတယ်ဆိုတာမှန်ကန်ပါတယ်69ရာခိုင်နှုန်းလောက်ကိုမှန်ကန်နေပါတယ်ရှင်သူ့ကိုမန္တလေးဒေသကြီးပြင်းလွင်မြို့ရက်ကွက်3မှာနေတဲ့ဒေါ်အေးတင်ကိုကနေပြီးတော့မှုဖွင့်ထားပါတယ်ပြင်းလွင်မြို့မှာရဲစခန်းမှာ66ကကြီးနဲ့6ရက်10လ2025မှုဖွင့်ထားပါတယ်ရှင်ဒါကြောင့်ဒီအော်တိုဘာလ12ရက်နေ့မှာဆိုရင်တပ်ဆိုင်ရာတောင်းဝင်ရှိတဲ့သူတွေကရန်ကုန်က၄စိတ်မှာပေါ့နော်သမီးဆိုဖမ်းဆီးလိုက်တယ်လို့သတင်းလေးလည်းတက်လာပါတယ်မှန်ကန်မှုရာခိုင်နှုန်းကလည်းပြေဝရှိပါတယ်ရှင်ဒီတော့သမီးဆိုဖမ်းဆီးသွားရဖြစ်တဲ့အတွက်သူ့ကိုစစ်ဆေးရေးယူရမယ်ကိစ္စရှိလာမှာပေါ့နော်ဒါအပြင်သူလုပ်ခဲ့တဲ့ကိစ္စတွေမှာလည်းတော်တော်ညီစွန်းတဲ့ကိစ္စတွေပါနေရရှင်ကျွန်မလေ့လာမိသလောက်ပေါ့နော်တက်မတော်စော်ကားပြောဆိုတာတွေတက်မတော်ရဲ့ခေါင်းဆောင်ဖြစ်တဲ့ဗိုလ်ချုပ်မှုကြီးရဲ့ဇနီးတွေကိုစော်ကားပြောဆိုတာတွေဒါပြတော့အေတင်ကိုပေါ့နော်သူ့အနေနဲ့တတ်ဖြတ်ဖို့ထီတောင်မှပီတက်တွေကိုသူမောင်လေးလို့ပြောပြီးတတ်ခိုင်းတဲ့ပုံစံမျိုးတွေပေါ့နော်အဲ့လိုမျိုးပြောဆိုတာတွေပြီးတော့မြန်မာနိုင်ငံမှာရှိတဲ့လူပညာရှင်တွေရဲ့အိမ်အောင်ရေးကိစ္စတွေလူမျိုးရေးကိစ္စတွေကိုသူ့စိတ်ထင်တိုင်းပေါ့နော်သူများဘဝဟုတ်လားမသိမဟုတ်လားမသိအဲ့လိုမျိုးပြောဆိုတာတွေလှုပ်ဆောင်ခဲ့တိုင်းတော်တော်များတယ်ရှင်သူစိတ်လေးဖြစ်ခဲ့တဲ့တက်တန်းတစ်လျှောက်မှာသူများရဲ့ဘဝတွေပေါ့နော်သူ့ပါဆက်ထဲမှာထင်ရမြင်ရရှောက်ပြောခဲ့တဲ့အချိန်တွေကအရမ်းများတာဆိုတော့လေနောက်တဲ့ဘဏ္ဍမှုတော်မှသူ့စီကိုတက်လာအောင်မလဲဆိုတာကလည်းသူ့အနေနဲ့ယုံကြည်ဥစားပေါ့ရင်ခုန်မျှော်လင့်နေလို့ရတဲ့အခြေအနေဖြစ်နေတာပေါ့ပြီးတော့မတ်အတင်ကိုနဲ့ဖြစ်တဲ့ကိစ္စမှာဆိုလည်းအဲ့လိုပဲ view ဟာမူးဆိုတဲ့ပုံကိုတယောက်ကိုပါဆွဲထည့်ပြီးတော့မတ်အတင်ကိုကဒီ view ဟာမူးနဲ့ဖောက်ပြန်နေတဲ့လိုပတ်စံတွေယူထားသလိုစီကံဖောက်ဖြတ်သလိုမျိုးတွေပေါ့နော်စိတ်ထင်ရပြောဆိုခဲ့တာသူကအဲ့ချိန်တော့အမေရိကန်မှာနေထိုင်တာဆိုတော့သူစိတ်ထဲမှာမြန်မာနိုင်ငံဘယ်တော့မှပြန်လာစရာမလိုဘူးငါစိတ်ကြိုက်ပြောလို့ရတယ်ဆိုတဲ့ပုံစံမျိုးများတွေးနေရလားမသိဘူးပေါ့နော်ဒါလေးကတော့သင်ခန်းစာယူစရာပဲနော်ကိုကပြည်ပရောက်နေရဲဆိုတာနဲ့မြန်မာနိုင်ငံမှာရှိတဲ့သူတွေကိုစိတ်ထင်တိုင်းပြောခဲ့တဲ့သူတွေအတွက်ကတော့ဒါကသတိပေးခေါင်းလောင်ထိုးလိုက်တာပဲလူချင်းမင်းတို့နိုင်ငံခြားရောက်နေရဲဆိုပြီးတော့လူတွေကိုစော်ကားမော်ကားပြောဆိုနေတဲ့အရှိလို့ရှင်သိပြုဆင်ញင်ကြပါတော့မြန်မာပြည်ပြောင်းလာတဲ့ချိန်ကြလို့ရှင်မြမမြေကိုနင်းတာနဲ့တရားဆွဲပြီးတော့အမှုခွင့်မဲ့သူတွေအများကြီးရှိနေမကောင်းလေဟုတ်တယ်မလားအဲ့လိုအခြေအနေမျိုးဒီသမီးဆိုးဆိုမျိုးသမီးကကြုံသွားတာဖြစ်ပါတယ်ဘယ်ဖြစ်အမှုတွေကတော့ဖြစ်သွားပြီဆိုကျမတို့တန်ခန်းစာယူစရာပဲရှိတာဆိုတော့လေတန်ခန်းစာယူပေါ့စကားလေးတစ်ခုရှိရလေလူကိုချစ်စရာလဲဒီနှုတ်ပဲလူကိုမုန်းစရာလဲဒီနှုတ်ပဲတဲ့ဒါကြောင့်ကိုယ့်ရဲ့နှုတ်ဖျားထွက်တဲ့စကားလုံးတိုင်းကိုစင်ကျင်မှာကိုနဲ့ကြုံကြိုက်လာလို့ပြဿနာဖြစ်တယ်ဆိုတော့မှသူများရဲ့ personal ကိစ္စကိုမစီမဆိုင်မဲနဲ့စော်ကားပြောဆိုတဲ့အကျင့်တွေကိုဖျောက်ပါကျမနိုင်ငံမှာနာမည်ကြီးရဲ့အမျိုးသမီးတွေကအဲ့လိုမျိုးအကျင့်တွေကိုရှေ့ကနေရှေ့ဆောင်လမ်းပြလုပ်ပြရလေရှေ့ဆောင်နွားလားဖြောက်သွားမှာနောက်ကနွားတိုက်ဖြောက်လိုက်တယ်ဆိုတဲ့စကားလို့ပေါ့ချုပ်လူငယ်တွေကအဲ့ဆယ်လီတွေကြည့်ပြီးတော့တုခိုးကြတယ်သူများတွေကိုငါတို့စိတ်ကြိုက်စော်ကားလိုက်လို့ရတယ်ဆိုတဲ့အတွေးတွေပေါ့နော်မဟုတ်ဘူးမှားနေရအဲ့ဒါလုံးဝမှားနေသူတော်ဘာဘွားကိုစော်ကားပိုင်ခွင့်သူ့မှာမရှိဘူးကိုယ်စော်ကားလာရင်ကိုခံနိုင်လားဆိုတာအရင်စဉ်းစားဆယ်လီတန်းအဲ့လိုမျိုးတွေမိုင်ရိုင်းတဲ့လောက်ရက်တွေလောက်ပြတာလေသူတို့ကလိုက်တွေလွှင့်အရှိကနေပြီးတော့ရှေ့ဆောင်လမ်းပြကြီးတွေတင်မှာဟာတယ်သူများရဲ့စက်ကြောင်းတွေဘွားစက်ကြောင်းတွေဟုတ်လားမသိမဟုတ်လားမသိခြေကားပြောဆိုထားတာဟုတ်လားမသိကိုယ်သတင်းလာပေးရဲ့သူကပေးတဲ့သတင်းမှန်လားမသိမမှန်လားမသိစာကြီးထောင်းပြီးတော့ပောက်ကဲသူများဘဝကိုထင်ရမြင်ရစွတ်ပြောခဲ့တဲ့သူတွေအဲ့ဒါသတိပြုစရာအမှုတွေပဲကိုလို့သူများအားလုံးကိုယ်စီပဲရောက်မှာဒါလေးကိုစင်ကျင်ကြဖို့အတွက်သမီးဆိုကလမ်းပြသွားတယ်လို့ပဲသတ်မှတ်လိုက်ကြပါရှင့်